လေးရှားခီးစဉ်ပြီးဆုံးသွားပြီဆိုပေမဲ့မပြီးဆုံးသေးတဲ့ဗန်နဲ့ဖြူဖြူကျော်သိန်းတို့ရဲ့ဆက်ဆံရေးကိုအခုလိုပြောဆိုဝေဖန်နေကြတဲ့ပရိသတ်များ UFC ရဲ့ Flyweight တန်းချန်ပီယံဂျိုရှွာဘန်နဲ့နိုင်ငံကျော်ဆိုတော့ဖြူဖြူကျော်သိန်းတို့ရဲ့မလေးရှားခီးစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့မပြီးသေးတာကတော့ပရိသတ်တွေပါရှင်အရန်ကိုလိုက်ဖက်လုံးနဲ့ဆိုပြီးတော့ ship နေကြလို့ပါဒါကလည်းမလေးရှားခီးစဉ်အတွင်းမှာဂျိုရှွာဘန်ရဲ့ဖြူဖြူကျော်သိန်းအပေါ်မှာပြုတ်မှုလေးတွေကတကယ်ကိုနှွေးထွေးပြီးတော့ချစ်စရာကောင်းနေတာကြောင့်လည်းပါပါတယ်ဖြူဖြူကျော်သိန်းအပေါ်မှာတကယ်ကိုနှွေးထွေးပြီးတော့ cute ဆိုင်ရှိတဲ့အပြုတ်မှုလေးတွေကိုအခုဗီဒီယိုမှာပရိသတ်ကြီးတို့လည်းတွေ့မြင်နိုင်ပါတယ်အမတွေညီမတွေအလဲမှာကြီးပြင်းလာရခဲ့ရသူပြီးမိန်းကလေးတွေကိုနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေနဲ့ဆက်ဆံတတ်တဲ့ဂျိုရှွာဘန်နဲ့အပြုတ်မှုလေးတွေကမိန်းကလေးတွေအတွက်တော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာပါပဲနော်ဖြူဖြူကျော်သိန်းနေရာမှာတော့ခဏဖြစ်ချင်နေဆိုတဲ့မိန်းကလေးပရိသတ်တွေကလည်းဒုနဲ့တီပါပဲရှင်ပရိသတ်တွေရှစ်ချင်လို့သာ ship နေကြတာပါဂျိုရှွာဘန်ကဖြူဖြူကျော်သိန်းပေါ်ကိုအမရင်တယောက်လို့သာ cue ဆိုင်ပေးနေတာမို့မြင်သူတိုင်းကြည်နူးမိကြတာဖြစ်ပါလိမ့်မယ်ကျိုးဝိုင်းထဲမှာကြားတကောင်လိုပြုတ်မှုတက်တဲ့ဂျိုရှွာဘန်ကအခုလိုမျိုးကျင်နာနှွေးထွေးတတ်တဲ့နှလုံးသားတစ်စုံကိုလည်းပိုင်ဆိုင်ထားသေးပါတယ်မလေးရှားခီးစင်မဖြူဖြူကျော်သိန်းကလည်းချင်းဝတ်စော်အပြည့်နဲ့တကယ်ကိုချစ်မလေးတယောက်လို့ချစ်စရာကောင်းနေတာကတော့အမှန်ပါပဲရှင်တယောက်ကကမ္ဘာအဆင့် UFC လို့စင်မြတ်ချမှာအောင်မြင်နေတဲ့မြမကုံဆောင်ဖိုက်တာတယောက်ဖြစ်တယ်လို့နောက်တစ်ယောက်ကလည်းပြည်သက်အပိမှုများစွာရရှိထားတဲ့နိုင်ငံကျော်အစိုးရတယောက်မို့နှစ်ယောက်စလုံးရဲ့အရှင်ဝါကသူ့နေရာနဲ့သူအောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်ဒီလိုအောင်မြင်နေတဲ့နှစ်ယောက်ကိုတနေရာထဲမှာတွေ့ရမှာမို့မလေးရှားရောက်ပြည်သက်တွေကလည်းကြိတ်ကြိတ်တူလာရောက်တွေ့ဆုံပြီးတော့အားပေးခဲ့ကြတာကိုတွေ့ရမှာပါရှင်စစ်ပြတ်မကြစီကားလာကြောင်းလေဂျိုရှွာဘန်တို့တွာလာလို့မရလောက်အောင်ကိုလူအုပ်ကြီးကများလွန်တာကြောင်းလေဂျိုရှွာဘန်ကမိမသားဖြစ်တဲ့ဖြူဖြူကျော်သိန်းကိုဂယူဒီဇိုင်းနဲ့ဆွဲခေါ်ပြီးသွားရတဲ့ထီပါပဲစင်မြင့်မော်နှစ်ယောက်သားတက်တော့လေဂျိုရှွာဘန်ကဖြူဖြူကျော်သိန်းရဲ့လက်ကလေးကိုကင်ကတက်လန်းခဲ့တဲ့ပုံရိပ်ကြီးကမြမပြည်ပွားမောင်နှမနှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကိုပြသနေတာလည်းဖြစ်ပါတယ်ပရိသတ်တွေ ship နေကြသလိုဂျိုရှွာဘန်နဲ့ဖြူဖြူကျော်သိန်းတို့ကမောင်နှမထက်ပိုတဲ့မိတ်ဆွေထက်ပိုတဲ့ဆက်ဆံရေးမျိုးဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ထင်ပါတယ်မလေးရှားခီးစင်ပြီးအခုဆိုရင်တော့အိန္ဒိယခီးစင်ကိုပါဂျိုရှွာဘန်တယောက်ဆက်လက်ခီးနေပြီဖြစ်ပြီးတော့မကြာမီရက်ပိုင်းမှာတော့ဟူစတန်ကိုပြန်มาဖြစ်ပါတယ်ခီးစင်တစ်လျှောက်လုံးမှာကမ္ဘာကျော်ဖိုက်တာကြီးမှာဘာဟိယံမာနာမှမရှိပဲအပြုံးလေးကိုသာဆင်မြန်းထားတာကိုတွေ့ရမှာဖြစ်ပါတယ်အိန္ဒိယခီးစင်မှာလည်းဂျိုရှွာဘန်ကိုနှွေးထွေးပြူငါစွာကြိုးဆိုကြတဲ့သူတွေကြောင့်ဂျိုရှွာဘန်ကတော့တော်တော်လေးကိုကျင်းနဲ့ပျော်ရွှင်နေမယ်ဆိုတာကတော့သိကြနေခဲ့ပါပြီရှင်မြမကုံဆောင်ကမ္ဘာကျော်ဖိုက်တာကြီးဂျိုရှွာဘန်လည်း Flyweight တန်းရဲ့ချန်ပီယံခပ်ပတ်ကြီးကိုအချိန်ပေါင်းများစွာကောက်ကွယ်နိုင်ပြီးတော့ဒီထက်မကတဲ့အောင်မြင်မှုတွေနဲ့ဂျူပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေပုံမခံစားရရှိပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ဘန်ကတော့ဒီခီးစဉ်နဲ့အပြီးမှာသူ့ရဲ့အတွေ့အကြုံတွေကိုမီဒီယာတွေကနေတဆင့်ပြန်လည်မျှဝေသွားမယ်လို့လည်းထင်ပါတယ်ကဲအခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဂျိုရှွာဘန်နဲ့ဖြူဖြူကျော်သိန်းကို ship နေကြတဲ့သူတွေပါကြလားဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်